ကောင်းတဲ့အကြောင်းလေးတွေကိုပဲပြောပြချင်လို့ကျွန်တော်တို့မွေးကလေးကမီယိုဖလာဗုဒ္ဓဘာသာဝင်နေဖြစ်တဲ့အတွက်ကြောင့်မလို့၅ပါးတီလာဆိုတာတော့ဒါအခြေခံကြကြကျွန်တော်တို့တည်ပြီးသားပေါ့နော်သူများအသက်ကိုမတက်ရဘူးဆိုတာတည်ရသူများအပစ္စည်းဥစ္စာမခိုးရဘူးသူများသားမရအောင်မပြင်မရအောင်ပြီးတော့လိန်လည်ပြီးတော့မပြောရအောင်ပြီးတော့မွေးရိပ်စေတဲ့အရာတွေကိုမတောက်စားရအောင်ဒီ၅ချက်ကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအကုန်လုံးတည်ရကျွန်တော်တို့အသက်ပိုင်းခြားလူတွေအားလုံးတည်ရအဲ့တော့ကျွန်တော်တို့တည်တယ်ဒါပေမဲ့ကျွန်တော်တို့လိုက်လုပ်တာဆိုတော့ပေါ့ပေါ့လေးပဲပေါ့နော်ပထမအပိုင်းကတော့လေကျွန်မဒီဟာ၅ပါးဒီလောက်ရအောင်ထိမ့်မယ်လို့ကျွန်မစိတ်ကူးလိုက်တဲ့အခါမှာအတိအမကက်ဘူးကျွန်မတို့ကဒီ၅ချက်မှာသူများအသက်မတက်ရဘူးဆိုတာတေချာတာကတော့အကောင်အကြီးတွေရဲ့အသက်ကိုဘယ်သူမှတေချာမတက်ဘူးအကောင်သေးလေးတွေရဲ့အသက်ဒီချင်းတို့မွားတို့အသက်ကိုတော့မှမတက်နိုင်အောင်ကျွန်မတို့ကတတိထားရတယ်ဘာနေကိုယ့်ကိုချင်လာကြိုက်ပြီဆိုလို့ရှိရင်ဒါမွေးကလေးကကိုကနေလာတဲ့အချင်းတစ်ခုချင်လာကြိုက်ပြီဆိုပြန်ဒါစက္ကန့်ပိုင်းပဲနော်စက္ကန့်ရဲ့ဘလောက်အစိတ်ပိုင်းမှမသိဘဲနဲ့ကိုကျမတို့ကချင်းကြိုက်ပြီဆိုတာတခါတည်းလက်ကတန်းရောက်ပြီးသားချင်းကမိသည်ဖြစ်စေမမိသည်ဖြစ်စေတန်းရောက်ပြီးသားအဲ့တော့အဲ့ဒီစက္ကန့်ပိုင်းအတွင်းလေးမှာကိုယ့်ရဲ့စိတ်ကိုအတိလေးဝင်လာရတာအရန်ခက်တယ်နော်ချင်းကြိုက်နေရသေးတယ်ဒီလိုဗျမ်းကလေးမဖြစ်အောင်လို့ကိုယ့်စိတ်ကိုလည်းထိန်းရတယ်ဒီသွားမဲ့လက်ကိုလည်းထိန်းရတယ်စက္ကန့်ပိုင်းအတွင်းမှာထိန်းရတာအဲ့လိုထိန်းနိုင်ပြီဆိုရင်ဒါပါဏာနိပါတာကံကိုကလုံခြုံအောင်စောင့်ထိန်နိုင်လိုက်တာပဲနောက်တစ်ခုသူများရဲ့ပစ္စည်းကိုစောင့်မှုခိုးတာဒါကတော့သိကြတယ်ကျွန်မဆိုလို့ရှိရင်လည်းအခုသက်ရွယ်သူများရဲ့ပစ္စည်းကိုလေခိုးဝင်ပြောနဲ့လူချင်းမျက်စိလေးနဲ့ဟဲ့ငါရလိုက်ကောင်းပါဆိုတဲ့စိတ်ကလေးတောင်မှကျွန်မမမွေးမိအောင်ကျွန်မထိန်းတယ်ကျမယောက်ျားရဲ့ပတ်စံအိတ်ထဲကပတ်စံအောင်တော့မှသူမသိပဲကျမမနိုင်ဘူးအမျိုးသားနဲ့ကျမနဲ့ချစ်သူသား9နှစ်အိမ်အောင်တက်တဲ့အခုဆို10နှစ်ပြည့်တော့မယ်ပေါ့နော်ဒီတော့တွင်းမှာကျမတခါမှကျမယောက်ျားစီပတ်စံအိတ်ထဲကနေအောင်ကျမသူမသိပဲမနိုင်ဘူးပေါ့နော်အဲ့တော့ကျမသူများပစ္စည်းကိုမခိုးတာတော့သိကြတယ်ကိုချင်းတရားကောင်းတဲ့သူတိတ်ခါရှိတဲ့သူကဒီကာမေသူမိတ်ဆာစားတာကန်ဆိုတာကအတိကက်ဆရာလည်းမလို့ဘူးတတိကက်ဆရာမလို့အလက်ကအော်တိုသူကနဲ့သူလုံကိုလုံနေတာနော်အဲ့တော့နံပါတ်3ချက်နောက်နံပါတ်4ချက်ဖြစ်တဲ့မူတာဝါဒအဲ့မူတာဝါဒကပါဏာတိပါဒကံလို့ပဲသူလည်းတော်တော်လေးထင်ရခက်တယ်ကျမအတွက်ပေါ့နော်ဒါသူများတော်ကျမမပြောလို့ကျမအတွက်ကဘာရင်မဟုတ်တဲ့အင်းဆိုတဲ့စကားလေးကလေမူတာဝါဒကံမြောက်သွားနိုင်တယ်နော်ဘာလဲဆိုတော့နေသမင်းစားပြီးပြီလားဆိုဒီကနေ့ကုန်စားရသေးဘူးဘာလို့ဆိုလို့ရှိရင်ဒါပြီးသွားပြီအဖြေရလေမစားရသေးဘူးလို့ပြောလိုက်လို့ရှိရင်ဟဲဟုတ်လားလာစားလေးဒီနေ့အိမ်မှာပါချက်တာအကောင်းကြီးနင့်ကြိုက်လေးလာစားသွားပါလားဆိုကိုကအဲ့မှာနေစရာတွေကရှုပ်ပြီးဖြေရတော့မစားသေးဘူးသွားစရာရှိသေးလို့ဘာညားလဲဆိုတာကားတွေကပြောရတော့မှာလीအဲ့တော့မြန်ပြီးတော့မစားရသေးလဲအဲ့အင်းဆိုတဲ့စကားတခွန်းနဲ့နေမူတာဝါဒကံလည်းမြောက်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒါကလည်းလိန်တာပဲအဲ့တော့ကျမတို့ကမူတာဝါဒကံကိုထိန်းဖို့အတွက်ကလည်းအဲ့တခုလိုတယ်နောက်တစ်ခုကျွန်မကဘာဖြစ်လဲဆိုတော့ကျွန်မကအစားတောက်စစမ်းလေးဆိုကျွန်မကြိုက်တယ်အဲ့တော့ကျွန်မအပြင်သွားတယ်အလုပ်သွားပြီးပြန်လာလို့ရှိရင်ကျွန်မအစားတောက်ကလေးတွေဝယ်လာတယ်ကျွန်မမိဘကကြတော့အဲ့လိုမျိုးအပြင်အစားအစာကိုပတ်စံဈေးကြီးပေးပြီးဝယ်စားတာကိုကျွန်မအိမ်ကမကြိုက်ဘူးကျွန်မကိုစူတယ်ပေါ့နော်ဒါအခုအသက်ရွယ်ထီနော်အဲ့တော့စူတော့ကျွန်မဘာလုပ်လဲဆိုလို့ရှိရင်ကျွန်မဝယ်လာလို့ရှိရင်1000တန်ဆိုလို့ရှိရင်အိမ်အောင်3000လောက်ပြောလိုက်တယ်အဲ့3000တောင်တစ်ခါလေးများဈေးများတယ်နေတောင်းဝယ်စားအဲ့လိုပြောခံအဲ့တော့ကျွန်မ1000တန်လောက်ဝယ်လာတယ်3000လောက်ပြောရင်ပြောလိုက်တာပေါ့နော်အဲ့တော့အဲ့ဒါကလည်းကျွန်မတို့လိန်တာပေါ့နော်အဲ့တော့ဒါကလည်းဘသူမှတော့ဒါမှထိခိုက်ပါဘူးကျွန်မစားချင်တာစားရတယ်အမေတို့လည်းစိတ်ချမ်းသာတယ်ပေါ့နော်သူတို့ဟာပတ်စံဒါကိုလည်းမစူရတော့ဘူးလေကျွန်မလည်းစူမခံရတော့ဘူးသူတို့လည်းဒီပတ်စံယူသုံးလို့ဆိုပြီးတော့စိတ်မမြင်ရတော့ဒါနည်းဦးနောက်ဖက်အတွက်တော့အဆင်ပြေတယ်ဒါပေမဲ့ဒါကလည်းလိန်ရကြတာပဲအဲ့တော့လိန်ရကြတော့ကျွန်မတို့အဲ့ဒါဘာဖြစ်လဲဆိုတော့အဲ့အတွက်ကိုမူတာဝါဒကံကိုလုံမှုအတွက်ကကျွန်မတော်လေးထင်ယူရတယ်ခုနကလိုပေါ့နော်ပြီးဆိုလွယ်ဟုတ်တယ်လို့အဲ့လိုမျိုးဖြေဖို့အတွက်ကဟာဒါမဟုတ်ဘူးဆိုရင်မဟုတ်ဘူးဆိုတဲ့အကြောင်းဒါကိုတိတိကျကျပြန်ပြောကျွန်မအတိလေးတတိလေးနဲ့ကပ်ပြီးတော့ပေါ့တခါလေကြာနေကျွန်မဟုတ်တယ်ဖြေလိုက်တာပြီးတော့မှဟာမဟုတ်ဘူးဆိုလို့ရှိရင်မဟုတ်ဆိုပြီးတော့ဒါကိုကဒီငါးပါးဒီလာကိုလုံအောင်ထိမ့်မယ်ဆိုတော့စိတ်ဆုံးဖြတ်သွားထားပြီးဆိုတာနဲ့ကိုကပြန်ပြီးတော့ဖြည့်ရှင်းရမျိုးတွေတော့ရှိရပေါ့နော်အဲ့တော့ဒါကတော့မူတာဝါဒကံနဲ့ပတ်သက်ပြီးတော့ပါအဲ့တော့ဘာရမဟုတ်ဘဲနဲ့ဖြည့်လိုက်တဲ့စကားကလည်းဒါမူတာဝါဒမြောက်သွားနိုင်တယ်တေချာတိချာတီလောက်လုံအောင်ထိမယ်ဆိုရင်ဒါလေးလည်းထိရမယ်ဆိုတာမျိုးကျွန်မပြောပြတာနောက်တစ်ခုကသူရာမေတ္တာရကတော့အခုခေတ်မှာကတော့မိန်းကလေးယောက်ျားလေးအားလုံးကဒါတောက်စားနေကြတာဆိုတော့ဒါကတော့ကိုယ့်ရဲ့ဘဝ lifestyle နဲ့ပဲသွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မမပြောလို့ဘူးကျွန်မတေချာတာကတော့ကျွန်မကအရက်ဘီယာလည်းမကြိုက်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ကျွန်မဝိုင်းတောက်တယ်ဝိုင်းတောက်ရတာဟိုတနေ့ကဆိုကျွန်မပကံသွားတာပကံမှာပိုင်ထန်းတော့မှာဝင်ထိုင်တော့ကျွန်မထိရတောင်မတောက်ခဲ့ရတော့ဒါပေမဲ့ထိရအချိုးတော့ကျွန်မတို့သွားကစနစ်မကြော်သေးဘူးထင်တာပဲအဲ့တော့ထိရအချိုးဒါပေမဲ့ထိရလည်း
ကံမြောက်မလားပေါ့နော်အဲ့အတွေးလေးနဲ့ကျမထရေတောင်မတောက်ခဲ့ဘူးထရေကျူတောင်ကျမမတောက်ခဲ့ဘူးပေါ့နော်ကျမထရေကျူဆိုလို့ရှိရင်တအိုးလောက်ကုန်နေရင်တော့ဆိုလို့ရှိရင်ကျမတောက်နိုင်တယ်ပေါ့နော်ထရေကျူဆိုလို့ရှိရင်ကျမအရင်ကြိုက်တယ်တောက်မယ်ဆိုရင်တအိုးလောက်ကုန်တယ်ဒါပေမဲ့ကျမနည်းနည်းတောင်မမီးခဲ့ပါဘူးကျမနန်းတော့နန်းကြည့်လိုက်တယ်ဒါပေမဲ့တောက်မလို့တော့စိတ်ကူးလိုက်တယ်ဒါပေမဲ့ဟိုကံမြောက်သွားမှာဆိုလို့ကျမမှားသွားမှာဆိုလို့ပေါ့နော်ကိုလည်းတိကျမသိတဲ့ပရမီနာကံမြောက်သွားမှာဖြစ်မှာဆိုလို့ကျမမတောက်ခဲ့ဘူးပေါ့နော်အဲ့တော့ကျမဝိုင်းလည်းမတောက်တော့ဘူးပေါ့နော်အဲ့တော့အရင်ကတည်းကရက်ပြီးရတယ်ကျမမကြိုက်ပါဘူးမကြိုက်တော့ကျမမတောက်ဘူးအဲ့တော့သူရာမီနာကံကိုလည်းကျမလုံးချောင်းအောင်ထိန်းနိုင်တယ်အဲ့တော့ကျမဘာဖြစ်လာလဲဆိုတော့ဒီ၅ပါးတီလာကိုကျမစပြီးတော့စောက်တီမြတ်စွာဘုရားမှာကျမမနဲ့အိယာထားမနဲ့မိုးလိမီဆိုတာနဲ့ကျမအလုပ်သွားဖို့ပြင်ဆင်တယ်ကိုလက်တန်းဆင်တယ်ပြင်ဆင်တယ်ဒါပြီးပြီဆိုရင်ကျမအိမ်ပြင်ထွက်ခံဒီမှာတရဏဂုံတရားရှိခေါက်ရွတ်တယ်ပြီးလို့ရှိရင်ကျမ၅ပါးတီလာခံယူတယ်ဒီတစ်ချိန်အခုဒီအချိန်ကစပြီးတော့ညမိုးချုပ်ရင်ကျမပြန်ပြီးတော့ဖျားရှိခိုးတယ်ညမိုးချုပ်ရင်ကြတော့ကျမငါကခင်မွန်ကြီး10ပါးကြောတယ်မဟာသမယသုတ်တို့ပဋ္ဌာန်းတို့ကျမရွတ်တယ်ဒီဝါရင်းကာလာတော့ကကျမဒီမှာဆက်ကြရွတ်တယ်အခုဝါကျွတ်သွားပြီဆိုတော့ကျမမဟာသမယသုတ်နဲ့ပဋ္ဌာန်းရွတ်တယ်အဲ့ဒီအချိန်ထိမှာအတော်အတွင်းပေါ့နော်မနဲ့အိယာထားကနေဒီအချိန်ထိတော်အတွင်းမှာကျမ၅ပါးတီလာကိုလုံခြုံအောင်စောင့်တည်နိုင်ခဲ့ပါတယ်ဆိုပြီးမြတ်စွာဘုရားရှိမှကျမသစ္စာပြုတယ်အဲ့လိုကျမလှုပ်လာခဲ့တာခု2ပတ်ကျော်လောက်ရှိပြီပထမတစ်ပတ်အတွင်းမှာတော့ကျမတပါးကျိုးလိုက်2ပါးကျိုးလိုက်ကျန်တာတော့မရှိဘူးအိုက်ပါနာတိပါတာကနဲ့မူတာပါတာနဲ့ကျမတို့တော်တော်ခက်ခဲခဲ့ပါတယ်အဲ့လိုမျိုးပေါ့နော်ဘာရမဟုတ်တဲ့စကားလေးတွေဖြေရတာမျိုးလေးတွေဘာရမဟုတ်ဘဲနဲ့အကောင်လေးတွေစိတ်ကအတိအမကတ်ပဲတက်မိလိုက်တာမျိုးလေးတွေကျမရှိရပေါ့နော်အဲ့တော့ကျမအဲ့ပထမတစ်ပတ်အတွင်းမှာတော့ကျမ၅ပါးတီလာကိုသေးချာကျမမဆောင်သိမ်းနိုင်ခဲ့ဘူးနောက်ထပ်တစ်ပတ်အခု2ပတ်3ပတ်မြောက်လောက်မှာကျမတော်တော်လေးလုံခြုံအောင်စောင့်ထိန်နိုင်လာတယ်။ဘာဖြစ်လာလဲဆိုတော့ကျမစိတ်တွေအရန်လေးတယ်။ကျမစိတ်မပြုံးကျမကိုတခုဘာတွေမှမသိတဲ့လေးလံမှုတွေကျမမှာရှိနေတယ်။ဒါပေမဲ့ကျမအခုချိန်ထိအဲ့ဒါတွေကိုကျမရအောင်စောင့်ထိန်နိုင်တယ်။စောင့်ထိန်နေတယ်ပေါ့နော်။ဒါတွေကတစ်ချိန်မှာကျမလွတ်မြောက်သွားလိမ့်မယ်။ကျမထင်တယ်။ကျမမှာရှိနေတဲ့အခက်အခဲတွေအားလုံးကနေလည်းကျမတစ်ချိန်မှာလွတ်မြောက်တော့မယ်လို့ကျမထင်တယ်ဒါကျမကိုစမ်းနေတယ်လို့ပဲကျမသဘောထားတယ်။တေချာတခုကတော့ကျမဒီ၅ပါးတီလာကိုလုံခြုံစောင့်ထိန်နေတဲ့ဒီ3ပတ်အတွင်းမှာကျမစိတ်တွေရောကျမခန္ဓာတွေရောကျမအယံကိုလေးလံပြီးပင်ပန်းလာတယ်။ဒါကျမကိုစမ်းသပ်နေတာပေါ့နော်။